မနေ့ညကသေဆုံးခဲ့တဲ့ Rosie ကိုလူတက်မှုအနေနဲ့မှုကင်းဌာနကိုလွှဲလိုက်တယ်ဆရာဒါကရင်ခွဲစစ်ဆေးချက်အဖြစ်ပဲအစိတ်မိတာပါဆရာအသက်ရှူလမ်းကြောင်းနဲ့အဆုတ်ထဲမှာအစိတ်တွေ့ရတယ်လို့ပြောထားတယ်ရဲတက်ချက်အောင်ကမှုကင်းမှတ်တမ်းဖိုင်ကိုရဲအုပ်မောင်ကိုလှမ်းပေးလိုက်ပါမနေ့ညကဖြစ်တာဆိုတော့နောက်တော့ကြနေပြီတို့နဲ့တူမှုကင်းဆရာဝန်မှာအခင်းဖြစ်တဲ့နေရာကိုစစ်ဆေးဖို့တခါတည်းခေါ်ခဲ့လိုက်ပါအောင်ရေးလို့ရဲအုပ်မောင်ကညွှန်ကြားလိုက်ပါမှုကင်းဆရာဝန်က CCTV ရတေဆုံးသူကင်တွယ်ခဲ့တာတွေအပြင်နားနေကန်းနဲ့ကြံခဲ့တဲ့အစားအသောက်တွေကိုဓာတုဗေဒနည်းနဲ့ချက်ချင်းစစ်ဆေးပြီးပါပြီအဖြေက negative ပါဆရာဒီပတ်ဝန်းကျင်မှာလည်းဘာအစိတ်မှမတွေ့ရပါဘူးလို့ပြောပါတယ်ရဲအုပ်မောင်တို့နှစ်ယောက်ကတော့တနေကုန်ခမ်းမရှိဝန်ထမ်းများပွဲစီတင်သူများသူမ၏တငယ်ချင်းများနဲ့မိသားစုဝင်များကိုလိုက်လံစစ်ဆေးမေးမြန်းတော်လဲအားလုံးဤဖြေဆိုချက်များအရမတင်ကားစရာဘာမှမတွေ့ရှိရတဲ့အပြင် CCTV မှတ်တမ်းအရလဲသေဆုံးသူ Rosie အနားကိုမတင်ကားပွဲချိကက်လာသူတဦးတစ်ယောက်မှကိုမတွေ့ရှိရပဲဖြစ်နေခဲ့ပါရဲတက်ချက်အောင်ကဆရာကျွန်တော်တို့ဘာဆက်လုပ်ကြမလဲလို့မေးတော့ရဲအုပ်မောင်ကအောင်ရေးငါတို့တခုခုတော့လွတ်နေပြီတို့နှစ်ယောက် coffee ဝယ်ပြီးရုံးခန်းမှာမနေ့ညက Rosie ရဲ့ live ကိုပြန်ရှာပြီးနားထောင်ကြည့်ဖို့ပဲရှိတော့တာပေါ့လို့ပြောရင်စခန်းကိုပြန်ခဲ့ကြပါတော့တမဲတန်စင်